Hercules ပုံမြန်ဟိုးရှိတုန်းကဂရိပြည်မှာလူသားတဲ့အာကြီးပြီးဓာတ်တိအပြည့်ရှိတဲ့သူရဲကောင်းတစ်ယောက်ရှိတယ်။သူ့နာမည်က Hercules လို့ခေါ်တယ်။သူဟာနတ်ဖျား Zeus ရဲ့သားဖြစ်ပြီးလူသားအမျိုးသမီး Acme ကမွေးဖွားခဲ့တာမို့လူသားနဲ့နတ်ဖျားသွေးရောထားတဲ့သူဖြစ်တယ်။ကလေးဘဝတည်းကအာကြီးသူ Hercules ကကလေးလေးတုန်းကတောင်ထူးခြားတဲ့အားရှိပြီးသား။တနေ့နတ်မင်းမဟာဟေရာသူ့ကိုမနစ်သက်တဲ့နတ်ဖျားမကမွေနှကောင်ကိုသူအိပ်ရထဲသူပို့လိုက်တယ်။ဒါပေမဲ့ကလေး Hercules ကမကြောက်ဖဲသူ့လက်နဲ့မွေတွေကိုဖမ်းပြီးအနိုင်ယူလိုက်တယ်။အဲ့ဒီအချိန်ကစပြီးလူတွေကသူဟာထူးခြားသူတစ်ယောက်ဆိုတာသိလာကြတယ်။စမ်းသပ်မှု12ခု Hercules ကြီးလာတဲ့အခါသူ့ဘဝမှာအမှားတစ်ခုဖြစ်ခဲ့ပြီးအဖြစ်ပြန်ဆက်ဖို့ mission ကြီး12ခုကိုလုပ်ရမယ်လို့အမိန့်ချခံရတယ်။ဒီ mission တွေဟာအရန်ခက်ခဲပြီးမဖြစ်နိုင်တယ်လို့ထင်ရတဲ့အရာတွေဖြစ်တယ်။1. နေမီယန်တားရဲချင်းတီကိုရင်ဆိုင်ရတယ်။ပထမဆုံး mission ကတားရဲမကျိုးနိုင်တဲ့ချင်းတီကြီးကိုရင်ဆိုင်ရတယ်။ Hercules ကသူ့အင်အားနဲ့တိုက်ပြီးအနိုင်ယူခဲ့တယ်။ 2. Hydra မကောင်းဆိုးဝါနောက်တစ်ခုကခေါင်းများစွာရှိတဲ့ Hydra ကိုတိုက်ရတယ်။ခေါင်းတစ်ကောင်ဖြတ်တိုင်းအတိတ်ထပ်ထွက်လာတယ်။ဒါပေမဲ့သူ့ညာနဲ့မီးကိုအထုံးပြုပြီးနောက်ထပ်မထွက်အောင်လုပ်နိုင်ခဲ့တယ်။ 3. ရွှေတောင်ကြီးကမြောက်ကောင်ကိုဖမ်းခြင်းမြန်ဆန်လွန်းတဲ့မြောက်ကောင်ကိုအသက်မထိခိုက်ပဲဖမ်းယူရတယ်။အချိန်ကြာလိုက်ပြီးအောင်မြင်ခဲ့တယ်။ 4. Erymanthean ဝက်ကြီးတောထဲကလူတွေကိုကြောက်ရွံ့စေတဲ့ဝက်ကြီးကိုအသက်ရှင်လျက်ဖမ်းခဲ့တယ်။ဒီလိုနဲ့ mission တွေဆက်တိုက်လုပ်ရင်းနာမည်ကြီး mission တချို့ Augean မင်းကြံကိုတနည်းအတွင်းတန်ရှင်းရေးလုပ်ခြင်းမြစ်လမ်းကြောင်းပြောင်းပြီးလုပ်နိုင်ခဲ့တယ်။ Amazon မင်းသမီးရဲ့ခါးပတ်ယူလာခြင်းမသေးတဲ့တစ်ပင်ကရွှေပန်းသီးတွေရယူခြင်းနောက်ဆုံးအောက်လောကကိုဆင်းပြီး Cerberus ကျော်ကခေါင်းသုံးခေါင်းရှိတဲ့ခွေးကြီးကိုယူလာခြင်းဒီ12ခုလုံးကို Hercules ကအားတတိညံနဲ့ပြီးမြောက်အောင်လုပ်နိုင်ခဲ့တယ်။သူရဲကောင်းအထိကြော်ကြားခြင်းဒီ mission တွေပြီးသွားတဲ့အခါ Hercules ဟာဂရိပြည်တလွားမှာသူရဲကောင်းကြီးအထိလူသိများလာတယ်။သူ့ရဲ့တတိနဲ့မလျော့တဲ့စိတ်ဓာတ်ကြောင့်လူတွေကိုကာကွယ်ပေးတဲ့သူထက်လာတယ်။ပုံပြင်းရဲ့အတိတ်ပဲကအားကြီးတာတခုတည်းမဟုတ်ဘဲအမားလုပ်ခဲ့ရင်တာဝန်ယူပြန်လဲပြုပြင်ရမယ်ခတ်ခဲတဲ့စမ်းသပ်မှုတွေကိုမလျော့တဲ့စိတ်နဲ့ကြော်ဖြတ်ရမယ်ဆိုတာတွေကိုသင်ပေးပါတယ်